နံပါတ်1အာမချောင်ပါနဲ့လူတိုင်းကိုတင်းကိစ္စတွေလိုက်ပြောနေစရာမလိုပါဘူးစိတ်စိတ်နေထောင်တန်းပါတယ်တဲ့နံပါတ်2အမှန်တကယ်မဖြစ်လာသေးတဲ့တင်းအိမ်မက်တွေကိုဘသူကိုမှမပြောပြပါနဲ့တင်းရဲ့အောင်မြင်မှုတွေကတင်းရဲ့စကားသံတွေထက်ပိုပြီးအတန်ကျယ်ပါတယ်နံပါတ်3ကိုပေးတလောက်ပြန်ရဖို့ဘယ်တော့မှမမျှော်လင့်ပါနဲ့အကျိုးမျှော်လို့ညောင်ရည်လောင်းတာမျိုးမဟုတ်ပဲကိုယ်တိုင်ဆန္ဒရှိလို့ပေးတာမျိုးပဲဖြစ်ပါစေနံပါတ်4နေ့ရက်တိုင်းကိုမနေ့ကထက်ပိုကောင်းတဲ့လူဖြစ်နေနိုးထားပါပြောင်းလဲမှုတွေမရှိရင်တိုးတက်မှုလည်းရှိလာမှာမဟုတ်ပါဘူးနံပါတ်5တင်းစီမှာရှိပြီးသားအရာတွေကိုတန်ဖိုးထားတတ်ပါစေကျေးဇူးတရားကိုတည်တက်ခြင်းကတင်းရဲ့စိတ်နဲ့ဘဝကိုပြောင်းလဲစေမှာပါနံပါတ်6တခါတရံတင်မြဲမြံစွာဆွဲထားတဲ့အရာတွေကတင်လက်လွတ်တင်ဆုံးအရာတွေဖြစ်နေတတ်ပါတယ်။ငြိမ်းချမ်းမှုတွေဝင်လာလို့ရအောင်ထွက်သွားခွင့်ပေးလိုက်ပါ။နံပါတ်9ဈေးမကြည့်ပဲဝယ်နိုင်ခြင်းရင်နာယီကိုမကြည့်ပဲအလုပ်လုပ်ပါ။ကန်စွမ်းညံစွမ်းနဲ့ပဲမလုံလောက်သေးပါဘူး။ဝီရိယရှိဖို့လဲလိုပါသေးတယ်။နံပါတ်10ကံတရားကြီးကတင်ဘဝတွေကလူတွေကိုရည်ရွယ်ချက်ရှိရှိထည့်သွင်းထားတာပါ။တချို့လူတွေကတင်ဘဝကိုတိဆောက်ပေးဖို့ဖြစ်ပြီးတချို့လူတွေကတော့တင်ဘဝကိုဖျက်ဆီးပစ်ဖို့ပါ။လူတိုင်းကတင်းအတွက်သင်ခန်းစာတွေပါပဲနံပါတ်9တင်းဘဝတိုးတက်အောင်မြင်လာပြီဆိုတာနဲ့နတ်ဆိုးတွေကတကားလာခောက်ပါလိမ့်မယ်အာယုံစိုက်ထားပါအချက်ဆိုတာဝင်တက်ပါတယ်ဖီအားတွေကြောင့်လမ်းမလွဲသွားပါစေနဲ့နံပါတ်10တင်းအတွက်အလုံးတင်ဆုံးအရာကိုလုံးမိတဲ့အချိန်မှာတခြားသူတွေကိုစိတ်ဒုက္ခပေးရရောက်မိတတ်ပါတယ်သူတစ်ပါးစိတ်ချမ်းသာဖို့ထက်ကိုယ်တိုင်အဆင်ပြေဖို့ကပိုရေးကြည့်ပါတယ်နံပါတ်7အတူအယောင်ဖြစ်နေတဲ့သူတွေကိုတင်ဆုံးရှုံးရမှာပါစစ်မှန်တဲ့သူတွေနေခဲ့ပါလိမ့်မယ်ကြံတဲ့သူတွေကိုတော့ထွက်သွားခွင့်ပြုလိုက်ပါနံပါတ်7ဘဝကပိုပြီးရွယ်ကူလာတာမဟုတ်ပါဘူးတင်ကပိုပြီးတန်မာလာတာပါနောက်ဆုံးအချိန်ထိကြံ့ကြံ့ခံထားပါတင်လုံနိုင်ပါတယ်အတင်းထားနော်တငယ်ချင်း